မင်္ဂလာပါကျွန်တော်ကတော့ Sketch by Mario က creator Mario ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဆွဲပြပေးသွားမှာကတော့ Naruto anime တွေကလူကြိုက်များတဲ့ character တစ်ယောက်ဖြစ်တဲ့ Uchiha Itachi ကိုပေါ့နော်ကျွန်တော်ကပုံကြည့်ပဲဆွဲနေရင်ပြင်းစရာကောင်းပါဆိုလို့ဒီဇက်ကောင်ရဲ့အကြောင်းနဲ့သူ့ရဲ့ record တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသူ့ရဲ့နာမည်ကတော့ Uchiha Itachi ပါသူ့ကို1984ခုနှစ်ဇွန်လ9ရက်နေ့မှာဖခင်ဖူကာကူနဲ့မိခင်မီကိုတိုတို့ကမွေးဖွားခဲ့တယ်ပေါ့နော်မွေးချင်းကတော့သူရမ်းချစ်ရတဲ့ညီလေး Sasuke တယောက်ပဲရှိပါတယ်ဒါကတော့သူရဲ့ family background ပေါ့နော်သူရဲ့ ninja life အကြောင်းပြောရမယ်ဆိုရင်တော့သူအသက်9နှစ်မှာကိုနိုဟာရွာရဲ့ ninja ကျောင်းကိုစတင်ဝင်ရောက်ခဲ့တယ်genius တယောက်ဖြစ်တဲ့အတွက်ကျောင်းကိုစတင်ဝင်ရောက်ပြီးတစ်နှစ်အကြာမှာပဲ Ganning ဖြစ်ခဲ့ပြီးနောက်ထပ်2နှစ်အကြာအသက်10နှစ်အရွယ်မှာပဲ Chunin rank ကိုရောက်ခဲ့တယ်ပေါ့နော်သူအသက်73နှစ်မှာတော့ကိုနိုဟာရွာရဲ့ Special Ninja Squad ဖြစ်တဲ့ Anbu ကိုဝင်ရောက်ခဲ့ပြီး Anbu တမိုင်းတစ်လျှောက်အသက်အငယ်ဆုံးအဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်ခဲ့ပါတယ်။ Anbu အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်မှာပဲကိုနိုဟာရွာရဲ့အကြီးအကဲတွေရဲ့တာဝန်ပေးချက်အရသူ့ရဲ့ညီ Sasuke ကလွယ်ပြီး Uchiha မျိုးနွယ်တစ်ခုလုံးကိုတပ်ဖြတ်ခဲ့ပြီး Akatsuki အဖွဲ့ကိုနိုဟာရဲ့ spy တယောက်အနေနဲ့ဝင်ရောက်ခဲ့ပါတယ်။ Akatsuki အဖွဲ့ကိုဝင်ရောက်ချိန်မှာတော့သူ့ရဲ့အသက်ဟာ14နှစ်သာရှိသေးပြီး Astra Ninja တအူးအဖြစ်လူသိများလာခဲ့ပါတယ်။သူ့ရဲ့အသက်18နှစ်အရွယ်မှာပဲသူချစ်ရတဲ့ညီလေး Sasuke နဲ့တိုက်ခိုက်ရင်ယောဂအခမ်းတွေကြောင့်သေဆုံးခဲ့ရတယ်ပေါ့နော်။သူက Sharingan, Mangekyou Sharingan တို့ကိုပိုင်ဆိုင်ခဲ့ပြီးသူ့ Sharingan ရဲ့ unique ability ကတော့ Amaterasu နဲ့ Tsukuyomi တို့ဖြစ်ပြီးတော့သူက Susanoo ကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ Naruto anime ထဲမှာတော့သူ့ကိုအစပိုင်းတွေမှာရွာရဲ့သစ္စာပေါက်ကလန်ရဲ့သစ္စာပေါက်လို့မြင်ခဲ့ကြပြီးနောက်ဆုံးမှာသူ့ရဲ့ရည်ရွယ်ချက်ကိုနားလည်သွားတဲ့အခါမှာတော့ fan favorite character တစ်ယောက်ဖြစ်လာခဲ့ပါတယ်ကျွန်တော်ရဲ့ဒီအကောင့်ကနေနောက်ထပ်လည်းဒီလိုမျိုး anime character တွေနဲ့သူတို့ရဲ့အကြောင်းတွေတင်ဆက်ပေးသွားမှာဖြစ်လို့like and follow လုပ်ခဲ့ပေးပါအောင်ခင်ဗျာ